အားလုံးပဲမင်္ဂလာပါ။ my idea နေပြီးတော့ကြိုဆိုပါရစေ။ဒီမှာကျွန်တော်ဒီ computer ပေါ့နော်ကျွန်တော်တို့ဒီ computer တစ်လုံးဝင်မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ RAM တို့ CPU တို့ပေါ့နော်ဒီ graphic card တို့ကိုဘယ်လိုကြည့်မလဲပေါ့နော်ကျွန်တော်တို့ဒီဟာလေးကိုကြည့်ပြီးမှဝင်ရမယ်ဆိုရင်ပထမဆုံးကျွန်တော်တို့ကဘာမှcomputer ကိုလည်းဒီရင်းနှီးတဲ့သူတွေမဟုတ်ဘူး။ကိုမစားပြီးဝင်မယ်ဒီ computer တွေကိုဒီ RAM တို့ CPU တို့ကြည့်မယ်ဆိုကျွန်တော်ဘယ်လိုကြည့်မလဲပေါ့နော်အဲ့တော့ကျွန်တော်ရှင်းပြပြတော့ဖြစ်ပါတယ်ပထမအောင်ဆုံးကျွန်တော်တို့ RAM ကိုကြည့်ချင်မယ်ဆိုရင်ကျွန်တော်တို့ right click နဲ့ဒီ mouse နဲ့ပေါ့နော် mouse ဆိုတာကျွန်တော်တို့ mouse နဲ့ကျွန်တော်တို့ right click ညာဘက် click ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးမှအောက်မှာကျွန်တော်တို့ display setting ဆိုတဲ့ရှိတဲ့အားလေးကိုကျွန်တော်ဝင်လိုက်မယ်ဝင်ပြီးတော့မှကျွန်တော်တို့ဒီအပေါ်မှာ home အောက်မှာရှိတဲ့ system ဆိုတဲ့ဟာလေးကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်မယ်တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးတော့မှကျွန်တော်တို့ display ရဲ့ sound ရဲ့ပေါ့နော် notification ပြီးအောက်မှာပေါ့နော်အောက်ဆုံးမှာကျွန်တော်တို့ဒီ about ဆိုတဲ့ဟာလေးရှိပါတယ်အဲ about ကိုကျွန်တော်တို့ဝင်လိုက်ပါမယ်ဘောက်ဝင်တော့ဒီမှာပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်မှတော့ကျွန်တော်မှတော့ဝင်တို့အလန်းပဲပေါ့နော်ဒီမှာကျ story မှာကြာရ138 GB ရှိတယ်ကျွန်တော်တို့ graphic ကကြာရ full GB ပေါ့နော်ဒီ install RAM ကကြာတော့ကျွန်တော်တို့ A1 ပေါ့နော်ဒီprocessor ကကြာတော့ဒါ i10 CPU ကကြာတော့ i7 ပေါ့နော် i7 6900 HQ CPU ရှိပါတယ်ကျွန်တော်မှတော့လောက်ရှိတယ်ပေါ့နော်ဒီ Windows 11ပဲလို့ဆိုရင်ပေါ့နော်အနည်းဆုံးကတော့ကျွန်တော်တို့ RAM အဲ့လောက်ကိုတော့မှအဆင်ပြေပါပဲပြီးတော့ဒီ i7 ဆိုတော့ပုံကောင်းတာပေါ့နော် i7 ဖြစ်ဖြစ်ကျွန်တော်တို့ i5 ဖြစ်ဖြစ်ပေါ့နော် i5 ဖြစ်ဒီ i7 လောက်ရှိတော့ပုံကောင်းတာပေါ့နော်ဒီဂိမ်းတို့ပါတော့ကျွန်တော်တို့ဒီဂိမ်းတို့ပါတော့ဆိုတော့တတေရှာကျွန်တော်တို့ဆောက်လို့ကောင်းပါတယ်ဒီ i7 လောက်ဆိုရင်ဒီ RAM ကကြတော့အဲ့ RAM ပေါ့နော်အဲ့ဒါဆိုဒီဟာကြီးကြည့်ပြီးတော့မှကျွန်တော်တို့ computer တစ်လုံးကိုဘယ်လိုဝယ်ရမလဲဆိုတာကိုကြည့်လို့ရပါပြီ